မိန်းကလေးဟာသူမရဲ့အခင်းဆုံးတငယ်ချင်းပေးတဲ့တကြားလုံးကိုစားလိုက်မိပါတယ်။သူမပြန်လို့လာတဲ့ခါမှာတော့သူမရဲ့ခန္ဓာကိုယ်ဟာပြောင်းလဲသွားတာကိုတွေ့လိုက်ရပါတယ်။သူမရဲ့တငယ်ချင်းဟာထိတ်တန့်ပကြီးဆရာမအဖြစ်သူမရဲ့တရုတ်မှန်ကိုခိုးယူသွားခဲ့တာပါ။မိန်းကလေးဟာလူဖြူကောင်ယောဂရှိတဲ့သူမရဲ့တငယ်ချင်းဖြစ်သွားခဲ့ပါတယ်။သူမဟာသူမရဲ့တရုတ်မှန်အစစ်အမှန်ကိုတက်တည်ပြဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့တငယ်ချင်းကမိန်းကလေးဟာသူမကိုဓာတ်နဲ့ထိုးတယ်လို့မျိုးဟန်ဆောင်ခဲ့ပါတယ်။ဒါကြောင့်မိသားစုဝင်တွေကသူမကိုစိတ်ဝေဒနာရှင်ဖြစ်နေပြီလို့ထင်ပြီးစိတ်ကျန်းမာရေးဆေးရုံကိုပို့လိုက်ကြပါတယ်။ဆေးရုံမှာမိန်းကလေးဟာလျှက်စစ်တအားနဲ့နှိပ်စက်တာကိုခံခဲ့ရပါတယ်။သူမဟာအယမ်းကိုနာကျင်နေရပါတယ်။အဲ့ဒီလိုအခြေအနေမှာတော့သူမရဲ့မိဘတွေနဲ့ချစ်သူကသူမကိုမိစ္ဆာတကောင်လိုကြည့်နေကြပါတယ်။သူမရဲ့တငယ်ချင်းကတော့သူမရဲ့ကောက်ကျစ်တဲ့အကြံအစီအောင်မြင်သွားတဲ့အတွက်ပြုံးနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမိန်းကလေးဟာရုတ်တရက်တည်ငြိမ်သွားပါတယ်။သူမရဲ့တငယ်ချင်းဟာသူမရဲ့ခန္ဓာကိုယ်ကိုလူယူနိုင်ပေမဲ့သူမရဲ့ဝိညာဉ်ကိုတော့ဘယ်တော့မှလူယူလို့မရဘူးဆိုတာကိုသိလိုက်ရပါတယ်။ဒါကြောင့်သူမဟာပကြီးစုပ်တံကိုကောက်ကင်လိုက်ပြီးသူမရဲ့ပါရမီကိုအသုံးချကကလက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူမရဲ့တငယ်ချင်းကသူမကိုလွတ်မပေးပါဘူး။သူမဟာနာပြုစုသူတွေကိုငွေပေးပြီးမိန်းကလေးကိုနေတိုင်းနှိပ်စက်ခိုင်းပါတယ်။မိန်းကလေးဟာဆက်ပြီးတီးမခံနိုင်တော့ပါဘူး။သူမဟာအယံဒေါသထွက်သွားပြီးနာပြုစုသူကိုပြင်းပြင်းထန်ထန်ပြန်ပြီးရိုက်နှက်လိုက်ပါတယ်။အဲ့ဒီအခါလူတိုင်းရဲ့အကြည့်တွေဟာသူမအပေါ်ရန်သူလိုဖြစ်သွားတာကိုတွေ့လိုက်ရပါတယ်။စိတ်ကျန်းမာရေးလူနာတွေကလည်းသူမကိုကြည့်ပြီးအံ့ဩနေကြပါတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးဟာစိတ်ကျန်းမာရေးလူနာဆိုတဲ့သူမရဲ့အဆင့်တန်းကအသုံးဝင်နိုင်တယ်ဆိုတာကိုသိလိုက်ရပါတယ်။သူမဟာဒီနေ့ကစပြီးလူကျန်းတစ်ယောက်ဖြစ်နေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူမရဲ့တငယ်ချင်းကတော့လွယ်လွယ်နဲ့အရှုံးပေးမှာမဟုတ်ဘူးဆိုတာသူမသိပါတယ်။တနေ့မှာတော့နာပြုစုသူတစ်ယောက်ကသူမကိုဖမ်းမိသွားပါတယ်။အဲ့ဒီနာပြုစုသူဟာမိန်းကလေးကိုမှတ်ညံတွေပျောက်ဆုံးသွားစေမဲ့စိတ်တစ်မျိုးထိုးဖို့ကြိုးစားခဲ့တာပါ။ကံကောင်းစွာနဲ့မိန်းကလေးဟာတတိရှိနေပါတယ်။နာပြုစုသူပေါ့ဆသွားတဲ့အခွင့်အရေးကိုတုံးပြီးသူမဟာဆေးထိုးအပ်ကိုလူယူကအဲ့ဒီဆေးတွေအားလုံးကိုနာပြုစုသူစီပြန်ထိုးလိုက်ပါတယ်။နာပြုစုသူဟာချက်ချင်းပဲကြောက်လန့်သွားပြီးသူမကိုချမ်းသာပေးဖို့တောင်းပန်ပါတော့တယ်။မိန်းကလေးဟာအဲ့ဒီအခွင့်အရေးကိုတုံးပြီးသူမကိုထိန်းချုပ်လိုက်ကသူမရဲ့တငယ်ချင်းကိုစိတ်ကျန်းမာရေးဆေးရုံစီခေါ်လာဖို့အမိန့်ပေးလိုက်ပါတယ်။သူမရဲ့တငယ်ချင်းကတော့မိန်းကလေးမှာမှတ်ညံတွေမရှိတော့ဘူးလို့ထင်နေပါတယ်။သူမဟာမိန်းကလေးစီရောက်လာပြီးနင်းကတော့တစ်သက်လုံးဒီဆေးရုံမှာပဲပုတ်ဆွေးသွားတော့မှလို့လောင်ပြောင်ပြောဆိုပါတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးဟာဆေးတုပ်ပုံကိုရုတ်တရက်ဆွဲယူလိုက်ပြီးဆေးတွေအားလုံးနဲ့သူမကိုပတ်လိုက်ပါတယ်ပြီးတော့သပင်ကိုဆွဲပြီးတရက်ဆက်ပြန်ပြီးရိုက်နှက်ပါတော့တယ်။သူမရဲ့တငယ်ချင်းဟာအယမ်းကြောက်သွားပြီးနာပြုစုသူကိုအကူအညီတောင်းပါတယ်။ဒါပေမဲ့နာပြုစုသူကမမြင်ချင်အောင်ဆောင်ပြီးသူတို့နှစ်ယောက်ကိုအခန်းထဲမှာတောက်ခတ်ထားလိုက်ပါတယ်။အဲ့ဒီနောက်နာပြုစုသူကအမျိုးသားတစ်ယောက်ကိုမိန်းကလေးဟာသူမရဲ့တငယ်ချင်းနဲ့စကားပြောနေတယ်လို့လိန်ပြောလိုက်ပါတယ်။အဲ့ဒီအမျိုးသားဟာတခုခုမှားယွင်းနေပြီဆိုတာကိုသိလိုက်ရတဲ့အခါတကားကိုအတင်းရိုက်ချိုးပြီးဝင်သွားပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့သူမရဲ့တငယ်ချင်းဟာဆေးတုပ်ပုံတဝက်လောက်ကိုအတင်းအတိုက်ခံလိုက်ရပြီးပါပြီ။သူမဟာမိန်းကလေးဟာယူနေပြီလို့ကြောက်လန့်တကြားအော်ဟစ်နေပါတယ်။သူမရဲ့ချစ်သူကလည်းချက်ချင်းပဲသူမကိုဆေးကုသဖို့ခေါ်သွားပါတယ်။ဒါဟာမိန်းကလေးရဲ့ကလေးစားချင်မှုအစပဲရှိသေးတာကိုသူတို့မသိကြပါဘူး။နောက်တစ်နေ့မှာတော့မိန်းကလေးဟာဒီဆေးရုံကနေဘယ်လိုထွက်ပြေးရမလဲဆိုတာကိုစဉ်းစားနေတော့မှစိတ်ကျန်းမာရေးလူနာတစ်ယောက်ကတခြားမျိုးသမီးတစ်ယောက်စီကနေကြက်ပေါင်းတစ်တုံးကိုလူယူသွားတာကိုမြင်လိုက်ရပါတယ်။ဒီဇလန်းလေးရဲ့နောက်ဆက်တွဲကိုဆက်ကြည့်ကြနေဆိုရင်တော့အောက်ကမှတ်ချက်မှာဟုတ်ကဲ့လို့ရေးပေးခဲ့ပါဦး။